အိမ်နဲ့ဝေးနေတဲ့အိမ်လွမ်းစာပရိသတ်လေးတွေမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အိမ်လွမ်းစာစီစဉ်လေးမှာတော့အုံတို့အနက်မွေးမွေးလေးနဲ့အရန်စားလို့ကောင်းတဲ့ကောင်းကြီးကင်လေးလှုပ်ရှားပါမယ်ရှင်ကောင်းကြီးကင်မို့အတွက်ငပြောရက်လေးတွေအရင်ခုမယ်ပြီးရင်တော့ငပြောရက်နွားအောင်လို့နေလန်းထားပါမယ်ရှင်ယူနွေးနဲ့စိန်လို့ရတယ်လို့မီးနဲ့အပူပေးရမျိုးလေးလုပ်လို့ရပါတယ်ရှင်ကောင်းကြီးကင်လုပ်ဖို့အတွက်အရင်ဆုံးကောင်းကြီးဆန်ကိုရည်စီးပေးပါမယ်ရှင်ရေးစီးပြီးရင်တော့ကောင်းကြီးကို4နာရီလောက်ရေစိမ်ပေးပါမယ်ရှင်။ကောင်းကြီးဆန်ရေစိမ်ထားတော့မှအုံသီးခွဲပါမယ်နော်။ပြီးရင်တော့အုံသီးချစ်မယ်။ချစ်ထားတဲ့ဒီအုံသီးရဲ့ကိုရင်းနှီးထည့်ပြီးတော့အုံတို့ကင်ပါမယ်ရှင်။အုံတို့လေးရပြီဆိုရင်တော့မြေအိုးလေးရဲ့ကိုကောင်းကြီးဆန်ထည့်မယ်။ပြီးရင်အုံတို့ထည့်မယ်ရေလေးအနည်းငယ်ထည့်ပြီးတော့ကောင်းချင်းချက်ထားလိုက်ပါမယ်ရှင်မိနစ်အနည်းငယ်ကြာပြီဆိုရင်တော့ကောင်းချင်းလေးကချက်ပါပြီဒါဆိုရင်ပကံလေးတစ်လုံးလေးကိုကောင်းချင်းခူးပြီးတော့အေးခံထားပါမယ်ရှင်ကြံနေတဲ့အုံတို့တစ်ဝက်ကိုတော့မီးနဲ့ကြိုပါမယ်နော်အုံတို့လေးမွေးလာပြီဆိုရင်တော့အေးခံထားမယ်ကောင်းကြီးလေးကအေးပြီဆိုရင်အရသာအတွက်စားထည့်မယ်တခြားထည့်မယ်အုံဖက်လေးနဲ့စားချင်တာဖြစ်လို့အုံဖက်လေးနည်းနည်းထည့်ပါမယ်မထည့်လည်းရပါရဲ့ရှင်ပြီးရင်ဒီကြိုထားတဲ့အုံတို့လေးထည့်ပါမယ်အရသာတွေတမသွားအောင်လို့နေပါမယ်နော်အရသာတမသွားပြီဆိုတော့မှငပြောရွက်လေးကိုတစ်ထွားလောက်လေးအသင့်ပြင်ထားပါရဲ့ရှင်။ကောင်းကြီးလေးထည့်ပြီးတော့ထုတ်ပါမယ်။ကောင်းကြီးလေးထုတ်တာကတော့ကိုယ်စိတ်ကြိုက်ထုတ်ပြီးလို့ရပါရဲ့ရှင်။ဒီလိုတစ်ထုပ်ပြီးတစ်ထုံးထုတ်ထားလိုက်ပါမယ်ရှင်။ကောင်းကြီးလေးတွေအားလုံးထုတ်ပြီးပြီဆိုရင်မီးအေးလေးနဲ့ပဲกินမယ်။အုံတို့အနက်လေးကတော့မှွေးနေရပဲရှင်တစ်ဖက်ချက်ပြီဆိုရင်တစ်ဖက်လန်ပြီးတော့กินပါမယ်ကောင်းချင်းกินလေးကတော့ချက်ပါပြီရှင်အုံတို့အနက်လေးမှုန့်မွေးလေးနဲ့အရန်စားလို့ကောင်းတဲ့ကောင်းချင်းกินလေးစားကြပါအောင်ရှင်စားလိုက်ရင်ကောင်းချင်းအသားလေးကနူးဣပြီးတော့အရသာချွတ်ချွတ်ဆင်ဆင်လေးနဲ့နေပါတယ်ပူပူလေးစားမယ်ဆိုရင်ပိုကောင်းပါရဲ့ရှင်ဒဝဲမှာတော့ကောင်းချင်းกินကိုလက်ဖက်ရည်တို့ကော်ဖီတို့နဲ့တွဲပြီးတော့မနက်စာလေးနဲ့စားလေးရှိပါရဲ့ရှင်အရသာလေးကစိမ့်ပြီးတော့လွယ်လွယ်ကူကူနဲ့လှုပ်ရှားလို့ရတဲ့ကောင်းချင်းกินလေးကြည့်ပြီးတော့အိမ်လွမ်းပြေချမယ်လို့မျှော်လင့်ပါတယ်အိမ်လွမ်းနေကြသူတွေအားလုံးလည်းအမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေလို့အိမ်လွမ်းစာအဖွဲ့သားတွေကနေဆုတောင်းပေးလိုက်ပါတယ်ရှင်